စပြည့်ဘဝမှာစောစောစီးစီးသာတိခဲ့ရင်တိတ်ကောင်းမှာပဲလို့အမြဲတမ်းထားရမိရဲ့လူငယ်တွေအတွက်တကယ်အရေးကြီးရဲ့ mindset 3ခုအကြောင်းကိုဒီနေ့ပြောပြပေးသွားမယ်ပထမဆုံးတစ်ချက်ကကြတော့ပြည့်ဘဝလူတိုင်းရဲ့အကြိုက်ကိုလိုက်နေဖို့မလိုကိုကညင်းရမှာအားနာလို့ပဲဖြစ်ဖြစ်လူမုန်းခံမှာကြောက်လို့ပဲဖြစ်ဖြစ်ရောက်ခဲ့ရပါတယ်ဆိုပြီးတော့ခေါင်းငင်းခဲ့ရတဲ့အခြေအနေကိုမှဘယ်တော့တောင်များနေပြီလဲအားနာစရာမလိုအဲ့တော့အားနာလို့ခါပါသွားတဲ့အဟာတွေမှာအများကြီးပဲကိုအားနာရင်ကိုပုံပို့ပြီးတော့ထိရအများကြီးပေါ့အဲ့တော့ people pleaser လိုက်ပြီးတော့မလုပ်ပါနဲ့ကိုတန်မို့ကိုတိပါအဲ့တော့ကိုမလုပ်ချင်ဘူးဆိုလို့ရှိရင် no ဆိုပြီးတော့မလုပ်ဘူးဆိုပြောပါအမြဲ yes 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 ဆိုပြီးပြောနေကြမလို့ဘယ်သူ့ကိုမှကပ်ပေါင်းနေဖို့မလိုဘူးကိုနဲ့အဆင်မပြေတဲ့သူတွေဆိုလို့ရှိရင်တွတ်သူဖယ်သွားလိမ့်မယ်ခွာသွားလိမ့်မယ်ပေါ့နော်အဲ့တော့ကိုကလိုက်ပြီးတော့ကိုတန်မို့ကိုချပြီးတော့အင်ပြန်အောင်ပေါင်းနေဖို့မလိုဘူးပေါ့နော်ဒုတိယတစ်ချက်ကကြတော့အကြောက်တရားကိုရင်ဆိုင်ဖို့ပါဟိုမှာအားနေချက်တစ်ခုခုဟိုကြောက်ရတဲ့အရာတစ်ခုခုရှိနေဆိုရှင်အဲ့အကြောက်တရားကိုရင်ဆိုင်လိုက်ပါအဲ့တော့လူငယ်ဆိုတာအမားပိုင်ခွင့်ရှိတယ်စပစ်မှာလည်းအမားကြီးလုပ်ခဲ့ရတယ်မှာအများကြီးပဲအဲ့တော့အမားမကြောက်ဘူးဆိုရဲစိတ်နဲ့ comfort zone ထဲမှာပဲရှိနေတာပို့ပြီးတော့ကိုတိုးတက်မှုလမ်းကြောင်းကိုပိတ်စီရဲပေါ့နော်ကိုကြောက်ပြီဆိုတာနဲ့အဲ့ဟာကိုစလောက်ကြည့်အဲ့တုန်းကကျတော့လူကြောက်တာပေါ့နော်အဲ့တော့စကားပြောရင်တော့လေးတော့မကွဲဘူးကွာအဲ့တော့ကိုလိုမျိုးပြောနေဖို့ဆိုလို့ရှိရင်ဝေလာဝေပဲအဲ့တော့ကိုဘာလုပ်လဲဆို IGCSE စတက်တော့ conversation club တွေပေါ့နော်အဲ့တော့ကိုအင်္ဂလိပ်စာလည်း improve ဖြစ်ချင်တာဆို conversation club တွေ like join နေ teacher အနေနဲ့ facilitator အနေနဲ့ like ပြီးတော့ win လုပ်တယ်ပေါ့နော်အဲ့တော့ဟိုကြောက်တာဒါပေမဲ့တဖြည်းဖြည်းနဲ့လေပတ်3ပတ်4ပတ်ကြာလာတဲ့အခါကျတော့ကိုကပြောရေးဆိုရေးရှိလာတယ်ကွာအနည်းဆုံးတော့စကားပြောရတာ smooth ဖြစ်လာတယ်လို့ခံစားရတယ်တကယ်ကြောက်တယ်အဲ့ကိုကြောက်နေတဲ့အရာကြီးကွာတကယ်တော့ဘာမှမဟုတ်တကယ်လောက်ကြည့်လို့ရှိရင်လေအဲ့တော့ဟိုကိုကြည့်နေတဲ့သူပြောချင်တာကြတော့ပေါ့နော်ကိုမှကိုတခုခုအားနေချက်တခုရှိရဲဆိုလို့ရှိရင်အဲ့ဒီဟာကိုပြင်ပါပေါ့နော်ကိုလက်ရှိအခြေအနေကကိုအမြဲတည်တက်နေမှာမဟုတ်ဘူး growth ဖြစ်အောင်ပေါ့နော်နောက်ထပ်ကောင်းတဲ့ version တခုဖြစ်အောင်လုပ်လို့ရတယ်နော်အဲ့တော့ကိုစိတ်ပြက်အားနဲ့မနေပါနဲ့အမြဲပြောင်းလဲနေပါအကြောက်တရားကိုရင်ဆိုင်ပါတရားတစ်ခုကကြတော့ confidence ရှိပါယုံကြည်မှုရှိပါကိုယုံကြည်မှသူများကြီးကလည်းကိုယုံကြည်မှဖြစ်တယ်เนาะအဲ့တော့ယုံကြည်မှုရှိဖို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကိုကပေါ့နော်ဟိုမှာကားမောင်းတာကိုယုံမှုရှိချင်တယ်ဆိုလို့ရှိရင်ကိုက repetition practice consistency ဆိုပြီးတော့လိုအပ်တယ်ပေါ့နော်အဲ့တော့အကြီးကထက်ခါလုပ်မယ်လေ့ကျင့်မယ်ဆိုလို့ရှိရင်ဒါကတနေ့အချိန်မှာကိုကျွမ်းကျင်လာမှာပဲဒါဆိုလို့ရှိရင်ကိုယုံကြည်မှုရှိလာလိမ့်မယ်အဲ့လိုမျိုးပဲပေါ့နော်အဲ့တော့ကိုလက်ရှိနေတဲ့အချိန်မှာအခြေအနေကအမြဲတစ်သက်လုံးဒီအခြေအနေပဲဖြစ်သွားမှာမဟုတ်ဘူးအဲ့တော့ကိုចောင်းသားပဲရှိသေးတယ်ပတ်သက်မရှာနိုင်သေးဘူးဆိုရင် maybe ကိုဆက်ပြီးတော့စူးစမ်းမယ်ဆိုရင်နောက်9နှစ်အခြေအနေမှာအောင်မြင်တဲ့သူတယောက်ဖြစ်လာနိုင်မှာပဲဟုတ်တယ်မလားကမ္ဘာ့ချမ်းသာဆုံးပုဂ္ဂိုလ်ပေါ့နော် Elon Musk ဆိုလို့ရှိရင်လေသူငယ်လေးတော့စာရေးဖတ်တယ်သူ့အနေနဲ့ဘူဒီလောက်ခံရမျိုးလည်းရှိတယ်သူကလေးလေးចောင်းသူငယ်လေးပဲပေါ့နော်ဒါပေမဲ့သူ့ရဲ့အစွမ်းစားသူကသူဖော်ထုတ်သွားရဲပေါ့နော်အဲ့တော့ကြီးလာတဲ့အခါမှာဒါလူတွေမထင်ထားလောက်အောင်ပဲကမ္ဘာအချမ်းသာတဲ့ပုဂ္ဂိုလ်ဖြစ်သွားရဲအဲ့တော့ဒီတိုင်းထိုင်နေလို့တော့မရဘူးစူးစမ်းမှရမယ်အဲ့တော့ confidence ရှိဖို့ဆိုတာကလေထိုင်ပြီးတော့ confidence ရှိမနေနဲ့ပေါ့နော်စူးစမ်းကြည့်ပါတခုခုမှကိုကလေတစ်ဖက်ကန့်ခတ်ကျွမ်းကျင်အောင်လုပ်ပါပေါ့နော်ဒီကြားစကားရှိရဲပေါ့နော်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်သေးရပဲရှိရဲဆိုတော့ဒါကလေတကယ်တော့မှန်နိုင်နေပေါ့နော်ဖြစ်နိုင်လားမသိချင်လို့ရှိရင်ကိုယ်တိုင်လုပ်ကြည့်မှပဲရမှာဟုတ်တယ်မအဲ့တော့ကိုကလူငယ်တယောက်ကိုမှအစွမ်းစားကြီးအများကြီးရှိတယ်ကိုမှအချိန်ဆိုတာရှိတယ်နော်အဲ့တော့ကို scale တစ်ခုမှကျွမ်းကျင်အောင်လုပ်ပါ confidence ရှိတာလုပ်ပါအဲ့တော့ကိုယုံကြည်မှုရှိမှသူများကြီးကလည်းကိုယုံကြည်မှဖြစ်တယ်အဲ့တော့ဒီ3ချက်ထဲမှာကိုအတွက်အခက်ခဲဆုံးဖြစ်နေမဲ့အချက်ကဘာဖြစ်မလဲဆိုတာကို comment လေးထဲမှာရေးပေးခဲ့ပါအောင်အဲ့တော့အခုလိုမျိုး content တွေပေါ့နော်ပြပွားမှာကြုံခဲ့တဲ့အတွေ့အကြုံတွေဖြစ်တွေပြောစရာတွေအကုန်လုံးကိုဆိုတော့ဒီ account လေးမှာ share လေးလုပ်သွားမှာဖြစ်တဲ့အတွက် follow လေးလုပ်ခဲ့ပါအောင်နော်ဆိုတော့ bye bye see you in the next video